စုံတွေ့မှုဟာတနေ့တော့ခွဲခွာကြရမယ်ပိုင်ဆိုင်မှုတွေဟာတနေ့ထားရခဲ့ရမယ်ဘယ်ညာကိုမှကိုကအစွဲလန်းကြီးမထားတာပိုကောင်းပါတယ်မမြဲတဲ့သဘောတရားတွေကိုမမြဲဘူးလို့ကိုကသိနေခဲ့လေအရာရာကိုမေ့ပြစ်နိုင်ဖို့မခက်ခဲတော့ပါဘူးစွဲလန်းခြင်းဆိုတဲ့စိတ်ဟာကိုယ့်ရဲ့အားရင်တွေကိုတိုက်စားတယ်တွေ့ဝေနေခဲ့ရတဲ့အချိန်တွေဟာကိုယ့်အတွက်အတိတ်ပဲမဲ့စီခဲ့ရပြန်တယ်တာမန်လူတွေပဲလေချစ်ချင်းမုန်းချင်းလွမ်းချင်းဆွေးချင်းဆိုတဲ့အရာတွေနဲ့တော့ဘယ်ကင်းလွတ်နိုင်ပါမလဲဒါပေမဲ့တွေ့ဝေခံစားနေပြီးတော့လေဒီဝဲထဲမှာနစ်မြုပ်ခံစားမနေစေချင်ဘူးပိုင်တဲ့လောက်ပိုင်ဆိုင်လို့ဆိုင်တဲ့လောက်ဆိုင်ခဲ့ရပြီးပြီပဲကိုယ့်အတွက်အကောင်းမွန်ဆုံးဖြစ်အောင်ကြိုးစားရအောင်မှာပေါ့ဒါကြောင့်စွန့်ခွာကြောခိုင်းတဲ့အရာတွေကိုစွန့်ခွာကြောခိုင်းလို့မေးပြောက်တဲ့အရာတွေကိုကိုယ်စိတ်အာယုံထဲမှာမထားတာဟာကိုယ်စိတ်လွတ်လပ်ပေါ်ပါပြီးကိုရှောက်လှမ်းတဲ့လမ်းခရီးတစ်ခုဟာလဲလွယ်ကူချောမွေ့စွာမြန်မြန်ရောက်ရှိစေနိုင်တာပေါ့